ကျွန်တော်တို့ဥစော်လွင်ဦးပါဒီအာကစားနဲ့လူငယ်ရေးရာထောက်ကူပြုလုပ်ငန်းကော်မတီပေါ့နော်အာကစားကဏ္ဍတွေလူငယ်ကဏ္ဍတွေတိုးတက်ဖို့အတွက်ထောက်ကူပြုလုပ်ငန်းကော်မတီရဲ့ဥက္ကဋ္ဌဥစော်လွင်ဦးဖြစ်ပါတယ်ကျွန်တော်တို့မှာကော်မတီအောက်မှာလုပ်ငန်းတွေလုပ်ဖို့ပေါ့နော်18ဖွဲ့ရှိတယ်ကျန်းမာရေးကော်မတီပညာရေးကော်မတီတွေအများကြီးပေါ့နော်အဲ့ထဲကမှဒီကနေ့ကငင်းငင်းနဲ့ဘဝလုံခြုံရေးကော်မတီဆိုတာကကျွန်တော်တို့ရန်ကုန်တိုင်းထဲမှာရှိတဲ့ဒီလူမှုကွန်ကြီးကယ်ဆယ်ရေးအသင်းတွေပေါ့နော်စိတ်တူကိုယ်တူရှိရာအဖွဲ့တွေလာပူးပေါင်းထားတဲ့အဖွဲ့အဲ့ဖွဲ့တွေကနေပြီးတော့ကျွန်တော်တို့ကသဘောဝဘေးဒဏ်တွေနဲ့ဖြစ်လာလို့ရှိရင်အရေးပေါ်ကယ်ဆယ်နိုင်ဖို့အတွက်ကြိုတင်လေ့ကျင့်တာပေါ့သူသဖြင့်ဒီຢာတီကတော့ကျွန်တော်တို့ကရေကြီးရေရှမ်းဒီလိုရေဘေးကယ်ဆယ်ရေးအတွက်ပေါ့ရေပြင်အသက်ကယ်နီးလေ့ကျင့်ခန်းကိုကျွန်တော်လူငယ်စင်တာမှာဖွင့်ပွဲလုပ်တယ်အမှတင်တန်းပို့ချတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကရေကူးကံမှာရင်းနေဘယ်လိုကဲရမလဲဆိုတော့တန်လင်ရေကူးကံမှာကျွန်တော်လေ့ကျင့်ပြီးပြီအခုကတော့ကျွန်တော်တို့ချောင်းထဲမြောင်းထဲမှာဒီရေတွေတက်တဲ့ခါမှာရေကြီးတဲ့ခါမှာကယ်ဖို့တဲ့ဆက်လီတွေနဲ့စပီပို့နဲ့ဘယ်လိုကယ်မလဲဆိုတာတွေကိုပေါ့နော်လေ့ကျင့်တဲ့ဟာကိုတွန်တင်းမြို့မှာကျွန်တော်တို့ပရိုက်တာအဖွဲ့တွေကသွားပြီးတော့အဲ့မှာလေ့ကျင့်နေတယ်အဲ့လေ့ကျင့်နေတဲ့အဖွဲ့ကိုကျွန်တော်တို့ကဒီကသွားပြီးတော့အားပေးတာပေါ့နော်ကော်မတီရဲ့ရွေးချက်ဖြစ်တဲ့လူငယ်တွေအနာဂတ်တိုင်းပြည်ခေါင်းဆောင်ကောင်းတွေဖြစ်လာဖို့ဆိုတဲ့ရည်မှန်းချက်အားကစားနဲ့နိုင်ငံကုန်ကိုမြင့်တင်ဖို့ဆိုတဲ့ရည်မှန်းချက်အဲ့ဒါတွေကိုလက်တွေ့ကျကျကျွန်တော်လုပ်နေရတော့ကျွန်တော်တို့မှာနေ့စဉ်အလုပ်တွေရှိတယ်အဲ့တော့ကော်မတီတီးတီးကလည်းသူ့လုပ်နေသူကမွေးရကလည်းမွေးရကော်မတီကျွန်တော်ကျမ်းမာရေးကော်မတီပညာရေးကော်မတီဆိုတော့နေ့တိုင်းအလုပ်တွေလုပ်ကြရတာကျွန်တော်တို့မှာအစည်းအဝေးတွေနဲ့အလုပ်ချိန်တွေနဲ့ဆိုတော့မနာကြရအောင်အဲ့တော့ဒီနေ့ဒီတင်မောလေးပေါ်မှာတော့ဒါကျွန်တော်တို့တွေကပေါ့ပေါ့ပါပါသွားရင်းနဲ့အခုအစည်းအဝေးကလောက်ရသေးတယ်သွားရင်းနဲ့လည်းအစည်းအဝေးလုပ်တယ်ပြီးလို့ရှိရင်ဟိုရောက်ရင်လည်းကိုယ့်ဖွဲ့တွေအားပေးမယ်ပြီးရင်ကျွန်တော်တို့ပြန်လာမယ်ဒီရေပြင်အသက်ကယ်ဖွဲ့ဆိုတာကပြီးခဲ့တဲ့ငလျင်သဘောဝဘေးတဲ့မှာဆိုရင်သူများနိုင်ငံတွေကအုပ်စုလိုက်တေချာလေ့ကျင့်ထားတာတွေနဲ့စနစ်တကျ instrument တွေရောပေါ့နော်ခုနပြောတဲ့ခွေးလေးတွေကစပါတယ်အစစရအဲ့လိုလေးတွေနဲ့သူတို့တွေကလေ့ကျင့်ပြီးသားအသင်းလိုက်လာတာကျွန်တော်တို့ကလည်းအဲ့လိုမျိုးလေ့ကျင့်ပြီးသားအသင်းလိုက်ဖြစ်အောင်အခုပေါ့နော်ရေဘေးဆိုရင်ဘယ်လိုငလျင်ဘေးဆိုဘယ်လိုနောက်ပြီးတော့ကျွန်တော်တို့ခုနပြောတဲ့သဘောဘေးတဲ့အသီးသီးကိုဘယ်လိုလုပ်မလဲဆိုတော့အသင်းလိုက်ဖွဲ့နေတာဖွဲ့ပြီးတော့အဲ့မှာလိုအပ်တဲ့ပစ္စည်းတွေကိုဒါကျွန်တော်တို့တိုင်းဒေသကြီးဆိုအဖွဲ့ကလည်းထောက်ပံ့မယ်အလို့ရှင်တွေလည်းထောက်ပံ့မယ်ပြီးလို့ရှိရင်အရေးပေါ်ဆိုရင်ဒီအဖွဲ့တွေကအခုဘယ်လိုလူတွေကိုခေါ်ပြီးလေ့ကျင့်နေလဲဆိုရင်အရေးပေါ်ခေါ်လိုက်ရင်တနအီအတွင်းရောက်အောင်လာနိုင်တဲ့လူတွေပေါ့နော်အဲ့တနအီအတွင်းရောက်အောင်လာနိုင်တဲ့လူတွေကိုစုစည်းနေတာစုစည်းပြီးတော့နိုင်ငံတကာအဆင့်မီပေါ့နော်ကယ်ဆယ်ရေးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကိုကျွန်တော်ကစတင်လေ့ကျင့်နေတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့တောက်ရောက်အားပေးရတဲ့သူတွေကတကယ်လဲကျွန်တော်တို့သူတို့အားရှိဖို့လိုတယ်ဘာကြောင့်လဲပြောရင်သူတို့တွေကကိုကျိုးဆွန့်ပြီးတော့လစားလည်းမရပြီးရင်တကယ်ကိုသက်ဆွန့်ဆံပြပေါ့နော်ဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေကျွန်တော်ကဂုဏ်ပြုရတာပါဟုတ်ကဲ့ဆစ်ဆက်ပြီးတော့အကျိုးပြုရမယ့်အလုပ်တွေကတော့ကျွန်တော်တို့လူသားတွေအတွက်ပေါ့ဗျာလိုအပ်တဲ့နေရာအသီးသီးပေါ့နော်ဘာသာရေးလူမှုရေးကျန်းမာရေးပညာရေးစီးပွားရေးမှာဆိုလဲစီးပွားရေးကော်မတီရှိတယ်လူငယ်တွေ SMB တွေနဲ့စီးပွားရေးတွေဖြစ်ဖို့ပေါ့နောက်တစ်ခါနိုင်ငံတကာဆက်ဆံရေးနိုင်ငံတကာနဲ့ဆက်ဆံတဲ့ခါမှာနိုင်ငံတကာဆက်ဆံရေးတွေကောင်းမွန်စွာတည်ဆောက်ပြီးတော့ကိုယ့်နိုင်ငံဟလာဟိုတိုးတက်ဖို့အတွက်ပေါ့နော်အားကစားကဏ္ဍအသီးသီးပေါ့နော်သဘောပေါင်းခြင်းဆိုလို့ရှိရင်လည်းအမိုက်တဲ့ကင်းစင်တဲ့ပတ်ဝန်းကျင်ဖြစ်အောင်လုပ်ပြီးတော့တစ်ပင်စိုက်ပျိုးရေးတွေကစပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကော်မတီကတကယ်လုံးမဲ့ကော်မတီက16ရက်ဗဏ္ဍငွေရှာဖွေမဲ့ကော်မတီကတစ်ခုတရင်နဲ့ပြန်ကြားရေးကော်မတီကတစ်ခုဆိုပေါင်း18ရက်ပေါ့နော်နိုင်ငံတကာမှာတော့တိုင်းပြည်တိုးတက်ဖို့အတွက်ကိုအလုံးပေါင်း16ရက်နဲ့ဖွဲ့တယ်ကျွန်တော်တို့ကတော့2ရက်ပို့တာပေါ့ကျွန်တော်တို့ကဒီအချိန်မှာကျွန်တော်တို့တိုင်းပြည်ရဲ့အနေထားရနိုင်ငံရေးစီးပွားရေးတွေအလုံးသိကြတဲ့အတိုင်းပဲအဲ့အတွက်တချို့တွေလည်းပြည်ပတွေကိုထွက်ခါကြတယ်သွားကြပါကိုသွားနိုင်တဲ့တိုင်းပြည်ရှိတဲ့တွေသွားကြဒီလိုပဲမသွားနိုင်တဲ့ပုဂ္ဂိုလ်တွေလည်းပြည်တွင်းမှာကြံခဲ့တယ်အဲ့တော့ပြည်တွင်းမှာကြံခဲ့နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲတချို့ကဘာလို့လုံးဝမှမသိတာတွေရှိတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကရည်မှန်းချက်ရွေချက်တွေရအောင်ပေါ့နော်အားကစားနဲ့လှုပ်ရှင်လားစီးပွားရေးနဲ့လှုပ်ရှင်လားဘုံကတွတ်တက်လန်းတဲ့ပညာတွေသင်ခြင်းလားနောက်ပြီးတော့နိုင်ငံတကာနဲ့ဆက်ဆံရေးကိစ္စတွေဆောင်ရွက်ခြင်းလားအကုန်လုံးပေါ့နော်အဆက်အရာဒီလူငယ်တွေကဏ္ဍကိုစနစ်တကျကျွန်တော်တို့မှာအခုဆိုစန်တာကြီးကခမ်းမကြီးရလည်းရှိတယ်ခမ်းမကြီးမှာဆိုရင်အဆင့်မြင့်ကျွန်တော်တို့ LED တွေတက်မယ်ကျွန်တော်တို့ဒါတရုတ်ကမှားထားပြီးပါပြီပြီးတော့ကျွန်တော်တို့စောင်းပေါက်စနစ်တွေမီးစနစ်တွေနဲ့ခင်မီခမ်းမကြီးပေါ်မှာကျွန်တော်တို့ကတကယ်ထိတ်တန်းဆရာတွေနဲ့လူငယ်တယောက်ဘဝမှာလိုအပ်တဲ့ပညာရပ်မျိုးစုံကိုကျွန်တော်တို့ကသင်ပေးမယ်အဲ့ဒါတော့ခုနလူမှုဆက်ဆံရေးပညာအစပါမယ်တကွေရေးတန်ရှင်းရေးပညာတွေအစလူတယောက်မှာလိုအပ်တဲ့ဟာတွေကိုအခြေခံစပြီးကျွန်တော်တို့ကသင်ကြားတက်မြောက်အောင်လုပ်ပေးပြီးတော့ဒီစန္ဒာကနေပြီးတော့ကျွန်တော်တို့ကနိုင်ငံသားကောင်းတွေကိုမွေးထုတ်ပေးဖို့အစီအစဉ်ပါအဲ့ဒါပြင်ခုနပြောတဲ့ဘာသာရေးခန္ဓာတွေအားကစားခန္ဓာတွေဒါတွေလည်းကျွန်တော်တို့ရဲ့တာဝန်ပဲဒါကြောင့်အလုံးသောဒီ9ရက်သားသမီးတွေနောက်မြန်မာနိုင်ငံသားတွေအနေနဲ့ကျွန်တော်တို့ဘယ်လိုပဲအခြေအနေတွေရှိကျွန်တော်တို့လှုပ်ရှားရှိရတယ်ကျွန်တော်လှုပ်ကြရမယ်အခုချိန်မှာကျွန်တော်တို့ကရှေ့ထွက်ပြီးအလုပ်လုပ်တာလဲအလုံးသောပုံကိုယ်တွေ
အတွက်ကိုယ့်ရဲ့ဆောင်ရွက်ပေးမှုတစ်ခုကြောင့်ဘယ်သူစိတ်ချမ်းသာသွားမလဲဘယ်သူတိုးတက်သွားမလဲလူတူတစ်ယောက်လူတစ်စုစိတ်ချမ်းသာသွားမယ်တိုးတက်သွားမယ်ဆိုရင်ကျွန်တော်တို့ကဒါ brighter တက်ပါပဲငယ်စဉ်တွေကလည်းဝါသနာပါတဲ့အတွက်ကြောင့်ဒီနေ့ဒီအကျိုးပြုလုပ်ငန်းတွေကိုဒါကျွန်တော်တို့အချိန်ပေးပြီးတော့ပေါ့နော်ဟိုစူးစမ်းအထောက်နေပါနဲ့လို့ဒါကြောင့်လည်းအားလုံးကျွန်တော်တို့လူငယ်စန္ဒာနဲ့ပေါင်းဆက်လာပါတိုင်းနယ်ပြည်နယ်အသင်းတွေမှာလည်းဒီလိုအသင်းဖွဲ့တွေပေါ်လာမှာပါအခုဆိုလည်းလူငယ်ကြီးရစန္ဒာပဲခူးတို့မကွေးတို့မှာဖွင့်ပြီးပါပြီကျွန်တော်တို့ရှိမှာတော့ထူးခြားတာတခုကတော့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပေါင်းဆက်ဖွဲ့လိုက်တာပေါ့နော်ဒါကြောင့်အားလုံးပူးပေါင်းပါဝင်ပြီးတော့ကိုယ့်ဘဝကိုလည်းတိုးတက်အောင်ကြိုးစားပါကိုယ့်ပတ်ဝန်းနဲ့ကိုယ့်ပတ်ဝန်းကျင်ကိုယ့်ရက်ွက်ကိုယ့်နေရာကိုယ့်ဒေသလေးတွေစီးလုံးညီညွတ်ပြီးတိုးတက်အောင်လည်းကြိုးစားပေးကြပါလို့ကျွန်တော်လည်းပြောကြားလိုပါတယ်ဒီဖွဲ့ဒီရဥက္ကဋ္ဌကြီးကျွန်တော်နာမည်ကဦးမောင်တန့်ပါဗျဒါကျွန်တော်တို့အများသိတာတော့ဦးမောင် Rescue လို့သိကြပါတယ်ဟုတ်ကျွန်တော်က UNG Rescue Team ဆိုပြီးတော့ကျွန်တော်ဖွဲ့ထားပါတယ်ဗျဟုတ်ကျွန်တော်တို့ကတင်တန်းကဒီနေ့ရောက်ဆိုလို့ချင်းကျွန်တော်အားလုံးပေါင်း6ရက်ပေါ့နော်ပေါင်း6ရက်မှာ4ရက်မြောက်နေ့ပေါ့နော်ပထမတစ်ရက်ကကျွန်တော်ကရေပြင်အသက်ကယ်တင်ပေးတယ်သူတို့ဒီသင်္ကန်းသား90ကိုကျွန်တော်ကရေကူးအခြေခံပေါ့နော်ရေထဲမှာကျွန်တော်တို့ကစောင့်ရှောက်ရမယ့်ဥစ္စာလောက်ကင်ရမယ့်ဥစ္စာတွေကိုကျွန်တော်တို့သင်ကြားပေးပါတယ်နောက်ရေထဲမှာသူ့ကိုယ်သူ confidence ရှိအောင်လဲကျွန်တော်တို့သင်ကြားပေးပါတယ်ဗျအခုကပြီးတာနဲ့ကျွန်တော်တို့ကဒီတွန်တင်းမှာကျွန်တော်တို့က3ရက် training ပေါ့နော်တွန်တင်းစိတ်သားဒုက္ခနဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့3ရက် training ကျွန်တော်တို့ရေရှင်ပေါ့နော်ရေရှင်ကျွန်တော်တို့မှာဘယ်လိုကူးကပ်ပြီးတည်ရမလဲလူနာကိုဘယ်လိုကယ်ရမလဲနောက်တစ်ခုကလေဘောကျွန်တော်တို့ဘယ်လိုတင်မယ်ပြီးရင်ကမ်းဘောဘယ်လိုတင်မယ်စသည်အပြင်အဲ့သင်ခန်းစာတွေကိုကျွန်တော်တို့ကတွန်တင်းစိတ်သားဒုက္ခအသင်းနဲ့ကျွန်တော်တို့ကပူးပေါင်းပြီးတော့တွန်တင်းမှာ3ရက်မြောက်တဲ့နောက်ဆုံးနေ့ပါခင်ဗျာဟုတ်ကျွန်တော်တို့ကတော့အဓိကရေုံမကြောက်အောင်ပေါ့နော်နောက်ရေထဲမှာနေထိုင်တတ်အောင်ကိုယ့်ကို survival လုပ်တတ်နိုင်အောင်သူများကိုအသက်ကယ်နိုင်အောင်လေကျွန်တော်သင်ကြားပေးပါတယ်ဒီထဲမှာမှကျွန်တော်တို့ကကိုအောင်ကိုတို့အဖွဲ့နဲ့ပေါ့နော်ပူးပေါင်းပြီးတော့ကျွန်တော်ဆက်လေရဲ့ speedboat ရဲ့အခြေခံသဘောတရားရှက်တန်းရဲ့အခြေခံသဘောတရားတွေတော်တော်များများသင်ကြားပေးကြရတယ်ဗျကျွန်တော်ကဒီ bright down 2003နဲ့စလုပ်တာဗျ2003နဲ့စလုပ်ပြီးရဲ့အချိန်မှာကျွန်တော်2013မှာမြန်မာပြည်နဲ့မြို့ပေါင်း100ကျော်ကိုကျွန်တော်ကလူနာတဲဆောင်ကြီးအခြေခံပေါ့နော်အဲ့ဒါတွေကျွန်တော်သင်ကြားပေးတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဟောပေါ့နော်ကားတိုက်ကားညက်တဲ့အခါမှာလူနာကိုကျွန်တော်ဘယ်လိုဆွဲထုတ်ရမလဲဘယ်လိုကိရိယာနဲ့ကျွန်တော်ဖြတ်ထုတ်ရမလဲအဲ့ဒါတွေကိုကျွန်တော်လိုက်လံသင်ကြားပြသလှူဒန်းပေးတာမြို့90ကျော်သွားပါပြီဗျကျွန်တော်တို့တဘာဘေးကိုအထူးလေးထားပေးပါတဘာဘေးနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေစိုးကျိုးတွေကိုကျွန်တော်တို့တန်ဝေကယူပေးပါနောက်တစ်ခုတစ်ပင်များများစိုက်ပေးပါတဘာကြီးကိုထိမ့်သိမ့်ပေးပါလို့ကျွန်တော်အထူးမှာကြားချင်ပါတယ်ဗျဟုတ်ဒီဘုန်းကြီးကမှစောက်နေကျွန်တော်တို့ဒီဘက်ရနေအောင်ရေးဆွေးရတော့နေနေကျွန်တော်EMN ပြင်ပါကျွန်တော်တို့စီမံဥက္ကမောင်ဆွေဖြစ်ပါတယ်ဒီတနက်ဖြစ်မြောက်ရေးအတွက်ကျွန်တော်တို့ EMN ပြင်ပါစီမံတွေတိုင်ပင်ပြီးတော့ကျွန်တော်တို့လူငယ်ရေးရာကော်မတီအောက်ကကျွန်တော်တို့ဘွားငင်းငင်းနဲ့ဘွားလူငယ်ရေးကော်မတီတို့ကျွန်တော်ပူးပေါင်းပြီးတော့ဒီသဘာဝဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်ရေးအတွက်ကျွန်တော်တို့ဒီတနက်လေးကိုအစောတင်လျင်ဖွင့်လှစ်ပြီးတော့ဒီလိုလေးကျွန်တော်တို့လွတ်ဆောင်ပြခြင်းဖြစ်ပါတယ်ဗျကျွန်တော်တို့အဓိကတော့ဒီရေကြီးရံမှုဖြစ်တဲ့နေရာတွေမှာအဓိကတော့ကျွန်တော်တို့ရေကြီးရေရှမ်းမှုနဲ့တူမျောပါလာတဲ့ကျွန်တော်တို့ဒီဟောပေါ့ဒုက္ခတွေတွေနောက်ကျွန်တော်တို့ဒီဟောပေါ့ဒီဒဏ်ရာရပြီးတော့မျောပါလာတဲ့ဒုက္ခတွေကိုကုညီကယ်ဆယ်အတွက်ကျွန်တော်တို့ဒါကိုအဓိကထားပြီးတော့ကျွန်တော်တို့ဒါလေ့ကျင့်ပေးခြင်းဖြစ်ပါတယ်ဗျအကျိုးကျေးဇူးကတော့အများကြီးရတာပေါ့တမီးရဲ့ဒီရေဆိုဒီရေရှင်မှာဆိုတာကျွန်တော်တို့တောင်းလူဒါတာမန်လူဆိုအများကြောက်တာဒီကလေးတွေမကြောက်အောင်တက်ကိုဒါဥတို့ဒီနီးပြတွေကနေပြီးတော့ပထမဆုံးကျွန်တော်ရေသေးမှာအရင် train ရတယ်ရေကိုမကြောက်အောင် train ရတယ်ဒီရေရှင်မှာဒီကပေ30လောက်မြင်တဲ့ရေထဲမှာသူတို့ဆင်းရဲဖို့ကိုဒါဒီရေသေးမှာတင်ရပေးပြီးမှဒီရေရှင်ပေ30မှာသူတို့ရဲ့ဝတ်ထားတဲ့ light jacket ဒီတက်ကအင်ဂျီကိုယုံကြည်မှုအပြည့်နဲ့လူကိုကူညီနိုင်အောင်ဆိုပြီးတော့ဒါကိုအများနဲ့သူတို့စိတ်ထဲကိုသူတို့ရိုက်သွင်းပြီးတော့ဒါလေးနဲ့ကျွန်တော်တို့ကကူညီနိုင်အောင်ကြိုးစားကြခြင်းဖြစ်ပါတယ်ဆောင်ရွက်ချင်တာတွေတော့အများကြီးပဲလေကျွန်တော်တို့ bright သမားတွေဆိုတာတော့ကျွန်တော်ပံ့ပိုးကူညီမှုကအဓိကပဲလေကျွန်တော်တို့ရဲ့အခုဒီတင်တန်းလေးဖွင့်တာဆိုတာလေကျွန်တော်တို့ပါဝင်ပြီးတော့ကျွန်တော်ဒီမှာရှိတဲ့စီမံတွေကျွန်တော်တို့ရဲ့ဒီအသင်းအဖွဲ့တွေကနေစုပေါင်းပြီးတော့ဒီအသင်းဒီဟာလေးဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကစုပေါင်းပြီးတော့ကျွန်တော်တို့စုဆောင်းပြီးတော့ကူညီပြီးတော့ဒီတင်တန်းလေးကိုကျွန်တော်တို့ဖြစ်အောင်လုပ်တာပါဖန်ငွေရမ်းလိုပါတယ်ဒီ funding မရှိလို့ရတဲ့ကျွန်တော်ဒီလုပ်ငန်းတွေလုပ်လို့မရပါဘူးအခုတော့မှကျွန်တော်ဒီလုပ်ငန်းလုပ်တာဒီတင်တန်းလေးလုပ်တာဒီ9နှစ်တင်တန်းတော့ကျွန်တော်သိန်းရာချီကုန်ပါတယ်ဒါလေးကိုကျွန်တော်တို့ဒီ EMN မြန်မာ
ကျွန်တော်တို့စီမံတွေနဲ့ကျွန်တော်တို့ဒီလူငယ်ရေးကော်မတီဥက္ကဋ္ဌကြီးတို့ပံ့ပိုးမှုနောက်စိတ္တဒုက္ခလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကပူပေါင်းကူညီမှုနဲ့အိဖရစုတို့ကျွန်တော်တို့ဥမောင်ရဲစုတို့ကပူပေါင်းပြီးတော့ကျွန်တော်တို့ကနေပြီးတော့ဒီနီးပြတယ်ဆိုတာဒါစေတနာလာကူညီပဲကျွန်တော်အခါချင်းကိုတပြားမှပြပွဲနဲ့ဒါလေးဖြစ်စေခြင်းနဲ့ကျွန်တော် pride သမားချင်းတက်စီခြင်းနဲ့သူများတွေကိုအသက်တွေကဲနေအောင်ဆိုပြီးလေ့ကျင့်ပေးတဲ့အတွက်ဒါလေးကဒီလိုဖြစ်သွားတာပါဒီနီးပြစေတင်တာဆိုကျွန်တော်မခံနိုင်မတတ်နိုင်ပါဘူးကျွန်တော်တို့အဲ့ဒါတွေမတတ်နိုင်ပါဘူးဒါတက်ဆိုင်ရာတောင်ရှိပုံကိုယ်တွေကနေပူပေါင်းကူညီမဆိုရင်တော့တမျိုးဖြစ်သွားမှာပေါ့လေကျွန်တော်တို့ဒီနေ့ကတော့ဒါရေပြင်တက်ကဲတင်နေပေါ့နော်ဒါဘက်စင်တစ်ပေါ့အနေနဲ့ကျွန်တော်တို့ဒါလူငယ်90ကိုဒါကျွန်တော်တို့ကတင် जा ပေးတာပေါ့နော်တင် जा ပေးတာကိုကျွန်တော်လက်တွေ့သင်ခန်းစာလောက်တာလာကြည့်တာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာကျွန်တော်တို့အဓိကကတော့ဗာလဲဆိုတော့ဒီလိုရှားသီဥရုတွေပေါ့နော်သဘာဝဘေးအနေနဲ့ကျွန်တော်တို့ကကြုံတွေ့တဲ့အခါမှာဒီအဓိကလိုအပ်တဲ့ပေါ့နော်ကုညီကယ်ဆယ်ရေးတွေကိုဒါကျွန်တော်တို့ကဆောင်ရွက်ဖို့လူအင်အားဆိုတာလိုပါတယ်ဒါအခုကျွန်တော်တို့မကြသေးခင်ကဖြစ်သွားတဲ့ဒါငလင်မှာလဲပေါ့နော်ဒါကျွန်တော်တို့ဒါလုတ်ခဲ့တဲ့အဖွဲ့တွေလည်းပါတယ်အခြားသောဒီလူငယ်တွေကဒီဆွလို့ဆွစားရေးတယ်ပေါ့နော်ဒီတက်တိရှိတဲ့လူငယ်တွေကျွန်တော်စုစည်းပြီးတော့ဒါအခုလိုရေးပြမဲ့လက်တွေ့လိုလေ့ကျင့်တာဖြစ်ပါတယ်ပေါ့နော်ဒါသူတို့ရေကူးတွေတင်ရတယ်အသက်လုံးကောင်းတွေလေ့ကျင့်ရတယ်ပြီးလို့ရှိရင်ဒါဘယ်လိုမျိုးကုညီလဲကယ်ဆယ်လဲပေါ့နော်ဒါတို့တခြားတင်ရနေဖြစ်ပါတယ်ဒါကျွန်တော်တို့ဒီနေ့လာပြီးအားပေးတာဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ကအခုလက်ရှိတင်တဲ့အဖွဲ့ရတော့ဒါ pride လူငယ်တွေများတယ်ပေါ့နော်နောက်ပိုင်းကျရင်ကျွန်တော်တို့ကဒီလူငယ်တွေကိုကြည့်ပြီးတော့နောက်ထပ်မျိုးဆက်သစ်လူငယ်တွေចောင်းသားတွေចောင်းသူတွေလူငယ်တွေအားကျပြီးတော့ကိုယ့်ရဲ့စွမ်းအားတွေကိုကိုယ့်ရဲ့တတိတွေကိုအခုလိုမျိုးအကျိုးရှိတဲ့နေရာမှာလူတို့အတွက်အများအတွက်ပြန်လည်ပြီးတော့ဒါအကျိုးချတဲ့နေရာမှာအားကျအောင်ပေါ့နော်ဒီလက်ရှိကျင့်တဲ့လူကြီးတို့အားကျပြီးနောက်ကလူငယ်တွေပါလိုက်လို့လာယူရပြီးကျွန်တော်တို့ကဒီလိုမျိုးတင်တန်းလေးကျွန်တော်ဆောင်ရတာဖြစ်ပါတယ်ဒီ contribution to community ပေါ့ဒီလူမှုအတိုင်းအဝန်းတွေအတွက်လူမှုအဖွဲ့အစည်းတွေအတွက်ဒါပိတ်ဆက်တာဆောင်ရွက်တာကတော့ဒါလူတယောက်ရဲ့တန်ဖိုးရှိဆုံးပေါ့နော်အခြေအနေဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးနိုင်ငံတကာမှာလည်းအခုလိုမျိုးဆောင်ရွက်တဲ့အဖွဲ့တွေကိုပေါ့နော်ဒါအများကြီးဆောင်ရွက်ပေးတာရှိပါကျွန်တော်နိုင်ငံကတော့ဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်တဲ့အတွက်အချို့သောဒီပညာတွေဒါ resources တွေရင်းမြစ်တွေကထောက်ပံ့တာအားနည်းပေမဲ့လူတွေရဲ့ရဲစွမ်းတတိနဲ့ဒါစွမ်းရည်ကတော့ကျွန်တော်တို့ကတန်တဲ့နိုင်ငံတွေအားလုံးကျွန်တော်တို့ဒါဘန်းတူရှင်းလို့ရပါတယ်ခင်ဗျာဟုတ်အဓိကတော့ကျွန်တော်တို့ကဒီရန်ကုန်တိုင်းဒေသကြီးဒီလူငယ်ရေးရာကော်မတီနဲ့ရန်ကုန်တိုင်းဒေသကြီးအားကစားနဲ့ကာယပညာကော်မတီကနေပြီးတော့ကျွန်တော်ဒါပေါင်းဆက်ထားတဲ့အားကစားနဲ့လူငယ်ရေးရာကော်မတီဖြစ်ပါတယ်ဒီကော်မတီကတော့ကျွန်တော်တို့ဒါဒီရန်ကုန်တိုင်းမှာရှိတဲ့ဒါကြီးခဲ့တဲ့လမ်းညွှန်ချက်နဲ့ကျွန်တော်တို့ကဒါဖွဲ့စည်းထားတာဖြစ်ပါတယ်ကော်မတီ18ရက်ရှိပါတယ်ဒီနေ့တင်တဲ့ကျင်းပတဲ့ကော်မတီကတော့ဒါငင်းငင်းနဲ့လုံခြုံရေးကော်မတီဖြစ်ပါတယ်ခင်ဗျာလူငယ်ရေးရာကော်မတီပေါ့နော်အားကစားလူငယ်ရေးရာကော်မတီအနေနဲ့ရှေ့ဆက်ပြီးတော့ဒီလူငယ်တွေရဲ့စိတ်ဓာတ်တွေကိုကျွန်တော်တို့ကဒါမြင့်တင်ပြီးတော့ကိုယ့်နိုင်ငံအတွက်ကိုယ့်တိုင်းအတွက်ကောင်းမွန်တဲ့အခြေအနေတွေဖြစ်အောင်ပေါ့နော်ကောင်းမွန်နေထားတဲ့ပြီးတော့ကျွန်တော်တို့ဒါအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပါမယ်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်